လေလွင့်ခွေးလေးတစ်ကောင်ဟာအင်ကိုအစာကိုက်ချီပြီးပြန်လာခဲ့တယ်ဒါပေမဲ့သူဟာကြားတစ်တစ်ကောင်ရဲ့နေမြေကိုမတော်တဆရောက်ရှိသွားခဲ့ပါတယ်ခွေးလေးဟာဘာမှမကြောက်ရွံ့ခဲ့ပါဘူးကြောက်ရွံ့မဲ့အစားသူဟာအစာကိုချလိုက်ပြီးကြားတစ်ရှိရာစီကိုအမြန်ပြေးသွားကမရက်မနာဟောင်ပါတော့တယ်ကြားတစ်ကလည်းနောက်ဆုတ်ဖို့အစီအစဉ်မရှိပါဘူးသူမရဲ့ကြောက်စရာကောင်းတဲ့အဆွဲတွေကိုခွေးလေးကိုပြလိုက်ပါတယ်ဒါပေမဲ့ခွေးလေးကနောက်မဆုတ်ခဲ့ပါဘူးသူဟာကြားတစ်ကိုဆက်ပြီးရန်စနေခဲ့ပါတယ်ကြားတစ်ဟာတဖြည်းဖြည်းနဲ့စိတ်ရှည်မှုကုံဆုံးလာပြီးခွေးလေးရဲ့ရှေ့ကိုပြေးဝင်လာပြီးတိုက်ခိုက်ပါတော့တယ်ကြားတစ်ကိုသူမရှင်နိုင်မှန်းသိသွားတဲ့အခါခွေးလေးဟာဘေးဘက်ကိုလိမ့်ပြီးတွားသွားခဲ့ပါတယ်သူနောက်ကိုတစ်ချက်လက်ကြည့်ပြီးနောက်တောအုပ်ထဲကိုပြေးဝင်သွားခဲ့ပါတယ်ခွေးလေးဟာတွင်းဝါတစ်ခုစီရောက်လာပြီးကြားတစ်ပေါက်လေးတစ်ကောင်ကိုကိုက်ချီကမိခင်ကြားတစ်ရှိရာအရက်မျက်နှာစီကိုပြန်ပြေးသွားခဲ့ပါတယ်တကယ်တော့ခွေးလေးဟာဒီကြားတစ်ပေါက်လေးတွေအတွက်မိခင်ဖြစ်သူကိုကူညီရှာဖွေပေးခြင်းခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ခွေးလေးဟာမိခင်ကြားတစ်ရဲ့နေရင်ဒေတာကိုရောက်တဲ့အခါလေရင်တစင်းဟာသူတို့ခေါင်းပေါ်ကနေရုတ်တရက်ပြန်တန်းသွားခဲ့ပါတယ်မိခင်ကြားတစ်ဟာချက်ချင်းပဲတတိကြီးစွာထားလိုက်ပြီးသူမရဲ့သားသမီးတွေကိုခေါ်ပြီးတောနက်ထဲကိုပြေးဝင်သွားပါတော့တယ်ခွေးလေးကမောကြည့်လိုက်တဲ့အခါသူ့ကိုလိုက်ရှာနေတဲ့သူ့ရဲ့ရှင်သခင်ပိုင်ရှင်ဖြစ်နေတာကိုသိလိုက်ရပါတယ်ခွေးလေးဟာရုတ်တရက်စိတ်လှုပ်ရှားဝမ်းသာသွားခဲ့တယ်ဒါပေမဲ့သူနောက်ကိုလှည့်ကြည့်ပြီးတနာစရာကြားတစ်ပေါက်လေးကိုမြင်လိုက်ရတဲ့အခါသူစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်ဒါကြောင့်သူဟာတစ်ပင်တစ်ပင်အောက်မှာပုံနေလိုက်ပြီးပိုင်ရှင်ရဲ့အမြင်ကိုရှောင်ကွင်းလိုက်ပါတယ်ပိုင်ရှင်ရဲ့ပုံရိပ်ဟာတဖြည်းဖြည်းဝေးကွာသွားတာကိုမြင်ရတဲ့အခါခွေးလေးရဲ့မျက်ဝန်းတွေဟာမျက်ရည်တွေနဲ့တဖြည်းဖြည်းဆူဆူလာခဲ့ပါတယ်ဒါပေမဲ့သူသာထွက်သွားရင်ဒီကြားတစ်ပေါက်လေးတွေတေဆုံးရတော့မယ်ဆိုတာကိုသူနားလည်ထားပါတယ်ခွေးလေးဟာတွန့်ဆုတ်မှုမရှိဘဲဆက်နေဖို့ရွေးချယ်ခဲ့ပါတယ်ဒါပေမဲ့သူဟာမိခင်ကြားတစ်လိုမျိုးသူတို့ကိုမကာကွယ်ပေးနိုင်ပါဘူးဒါကြောင့်သူဟာအနံ့ခံပြီးလိုက်ခဲ့ပါတယ်သူဟာကြားတစ်ပေါက်လေးတွေကိုအရှိကိုခေါ်ဆောင်သွားပြီးမိခင်ကြားတစ်ရှိရာအရက်မျက်နှာတိုင်းသွားခဲ့ပါတယ်သူတို့ဟာတတန်းနဲ့စီတန်းပြီးတောင်ကုန်းတွေကိုကြောက်ဖြက်ကခြုံပုတ်တွေကိုဖျက်တန်းသွားခဲ့ကြပါတယ်သူတို့လမ်းလျှောက်နေတုန်းခွေးလေးကကြားတစ်ပေါက်လေးတစ်ကောင်ပျောက်ဆုံးသွားတာကိုသတိပြုမိသွားတယ်ခွေးလေးဟာရှာဖွေဖို့နောက်ကိုအမြန်ပြန်လှည့်လာခဲ့ပါတယ်ကြားတစ်ပေါက်လေးဟာဖားတစ်ကောင်ကြောင့်စိတ်ဝင်စားပြီးကြံခဲ့တာကိုသူတွေ့ရှိခဲ့ပါတယ်ခွေးလေးဟာဆက်တိုက်ခေါ်နေခဲ့ပြီးနောက်ဆုံးမှာတော့ကြားတစ်ပေါက်လေးဟာလမ်းဆက်လျှောက်ခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲလေရင်ဟာနောက်တစ်ချိန်ပြန်ပေါ်လာခဲ့တယ်ဒါပေမဲ့ခွေးလေးဟာကြောက်ဆောင်ကြားထဲမှာပေါနေပြီးသားဖြစ်နေပါပြီကြားတစ်ပေါက်လေးဟာခွေးလေးရဲ့လှုပ်ဆောင်ချက်တွေကိုကြည့်ပြီးသူနားမလည်နိုင်ခဲ့ပါဘူးဒါပေမဲ့ဒီခွေးလေးခံစားရတဲ့ဝမ်းနည်းမှုကိုတော့သူနားလည်နိုင်မှာပါသူဟာအိမ်ပြန်ဖို့အခွင့်အရေးကိုနောက်တစ်ချိန်လက်လွတ်လိုက်ရပြန်ပါပြီအဲ့ဒီအချိန်မှာပဲခွေးလေးဟာအနည်းငယ်ကိုအာယုံခံပြီးသွားပြီးသူဟာမျက်ခင်းထဲမှာချက်ချင်းပုံလိုက်ပါတယ်ကြားတစ်ပေါက်လေးတွေလည်းလိုက်ပုံကြပါတယ်တစ်ပင်နောက်ကနေမိခိုးရောင်ဝက်ဝံကြီးတစ်ကောင်ပေါ်လာခဲ့တယ်သူဟာတစ်ပင်ကြီးကိုဆက်တိုက်ကုတ်ချစ်နေခဲ့ပါတယ်ရုတ်တရက်အနက်ရောင်ကြားတစ်ပေါက်လေးတစ်ကောင်ဟာခိုးထွက်သွားပြီးတစ်ပင်ကိုကုတ်နေတဲ့ဝက်ဝံကြီးနားကိုတိတ်တဆိတ်ချင်းကပ်သွားကတတိရှိရှိနဲ့ဟိန်းဟောက်လိုက်ပါတယ်ဝက်ဝံကြီးကတော့ဘာတော့ပြန်မှုမှမလုပ်ခဲ့ပါဘူးကြားတစ်ပေါက်လေးဟာတိုက်ခိုက်မဲ့ပုံစံမျိုးလုပ်လိုက်တဲ့အခါဝက်ဝံကြီးဟာအလွန်ဒေါသထွက်သွားပြီးသူ့ခန္ဓာကိုယ်ကိုလှည့်ကတိုက်ခိုက်ဖို့ပြင်ဆင်ပါတော့တယ်ကြားတစ်ပေါက်လေးဟာဒါကိုမြင်ပြီးချက်ချင်းပဲကြောက်လန့်သွားခဲ့တယ်သူဟာမျက်ခင်းထဲကခွေးလေးစီကိုအမြင်ပြေးလာခဲ့ပါတယ်ဝက်ဝံကြီးဟာပိုပြီးနီးကပ်လာတဲ့အခါခွေးလေးဟာဘာလို့ရမှန်းမသိဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ဒီကလေးငယ်တွေကိုကာကွယ်ဖို့အတွက်သူဟာတွန့်ဆုတ်မှုမရှိဘဲပြေးထွက်သွားခဲ့ပါတယ်သူဟာဝက်ဝံကြီးရဲ့နောက်ကနေပြေးလိုက်ပြီးမရက်မနာဟောင်ပါတော့တယ်သူဟာဝက်ဝံကြီးရဲ့အာယုံဆိုင်မှုကိုအောင်မြင်စွာဆွဲဆောင်နိုင်ခဲ့ပါတယ်ခွေးလေးဟာချက်ချင်းပြေးပါတော့တယ်သူ့ရဲ့အရှိန်ဟာအလွန်မြန်ဆန်လာပါတယ်မကြာမီမှာပဲဝက်ဝံကြီးဟာလိုက်ဖမ်းဖို့လက်လျှော့လိုက်ပြီးတစ်သားတုံးတစ်ခုနဲ့ဆော့ကစားနေပါတော့တယ်ခွေးလေးဟာကြားတစ်ပေါက်လေးတွေကိုရှာဖို့ပြန်လာခဲ့တယ်မထင်မှတ်ပဲနောက်ကနေအနက်ရောင်ဝမ်းပူလေးတစ်ကောင်ရုတ်တရက်ပေါ်လာပြီးခွေးလေးကိုဒေါသတကြီးဟိန်းဟောက်လိုက်ပါတယ်ခွေးလေးဟာထပ်ပြီးပြေးရပြန်ပါတယ်ဒါပေမဲ့ဝမ်းပူလေးကအလွန်မြန်ပါတယ်ဒါကြောင့်ခွေးလေးဟာအခြားစီစဉ်တစ်ခုကိုစဉ်းစားလိုက်ပါတယ်သူဟာဝက်ဝံကြီးရှိရာအရက်မျက်နှာစီကိုပြေးသွားပြီးထို့နောက်ဝက်ဝံကြီးရဲ့ခြေထောက်ကြားထဲကနေတိုးဝင်သွားခဲ့ပါတယ်ဝက်ဝံကြီးဟာလက်ကြည့်လိုက်ပြီးအနက်ရောင်ဝမ်းပူလေးကိုမြင်တဲ့အခါသူဟာချက်ချင်းတိုက်ခိုက်ပါတော့တယ်ခွေးလေးဟာသူတို့ရဲ့ပုံရိပ်တွေပျောက်ကွယ်သွားတာကိုစောင့်ကြည့်ပြီးကြားတစ်ပေါက်လေးတွေရှိရာစီကိုအမြန်ပြန်လာခဲ့ပါတယ်သူမျက်ခင်းပြင်ကိုဖျက်တန်းသွားတဲ့အခါကြားတစ်ပေါက်လေးဟာမျက်ခင်းထဲမှာဆော့ကစားနေတာကိုတွေ့လိုက်ရတယ်သူဟာနောက်ဆုံးတော့စိတ်အေးသွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေလေရင်တစင်းဟာတဖြည်းဖြည်းဆင်းသက်လာခဲ့ပါတယ်လေရင်ပေါ်ကနေဆင်းလာတဲ့အဘိုးကိုမြင်လိုက်ရတဲ့အခါခွေးလေးဟာစိတ်လှုပ်ရှားဝမ်းသာသွားခဲ့ပါတယ်ဒါဟာသူနေ့ရောညပါလွမ်းဆွနေခဲ့ရတဲ့သူ့ရဲ့အရှင်သခင်ပိုင်ရှင်ပဲဖြစ်ပါတယ်ဒါပေမဲ့သူ့နောက်မှာတော့သူစောင့်ရှောက်ရမယ့်ကလေးငယ်လေးတွေရှိနေသေးတဲ့အတွက်သူအိမ်မပြန်နိုင်သေးပါဘူးခွေးလေးဟာပိုင်ရှင်ထွက်ခွာသွားတာကိုမချစ်မရဲနဲ့စောင့်ကြည့်နေခဲ့ရပါတယ်သူဘာမှမတတ်နိုင်ခဲ့ပါဘူး